အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ရင်းလင်းဖြစ်ပါတယ်ဒီဗီဒီယိုမှာဗာသင်ပေးသွားမလဲဆိုတော့ NGCC ICT subject ရဲ့ topic တစ်ခုဖြစ်တဲ့ web authoring ကိုသင်ပေးသွားမှာဖြစ်ပါတယ် so web authoring ဆိုတာဘာလဲပေါ့ web authoring ဆိုတာတော့ကျွန်တော်တို့က website တွေစောက်တာကိုပြောတာဖြစ်ပါတယ်အဲ့တော့ web authoring အကြောင်းကိုတခြားမပြောခင် website ဆိုတာဘာလဲကျွန်တော်တို့အရင်သိအောင်လုပ်ကြပါမယ် so website ဆိုတာဘာလဲပေါ့ a website is a collection of individual but related web pages that are often stored together and hosted by a web server အဲ့တော့လူတိုင်းက website ဆိုတာဘာလဲဆိုတော့သိပါတယ် so ဒါဆိုကျွန်တော်ဒီမှာ example နဲ့ website တစ်ခုကိုဖွင့်လိုက်ပါမယ်ဒီ website တစ်ခုကိုဖွင့်လိုက်တဲ့အခါမှာကျွန်တော်တို့ဒီမှာ domain protocol name about တို့ရှိပါတယ်ဒီ protocol ဆိုတော့နှိမ့်လိုက်လို့ချင်းဘာဖြစ်သွားမလဲဆိုတော့ web page အသစ်တစ်ခုရောက်သွားပါမယ် number ဆိုတော့နှိမ့်လိုက်လို့ချင်း web page အသစ်တစ်ခုရောက်သွားပါမယ်အဲ့တော့ website ဆိုတာဘာလဲဆိုတော့တနည်းအားဖြင့်ဒီလို web page ကိုစုစည်းထားတဲ့ collection တစ်ခုကို website လို့ခေါ်ပါတယ်ဒီ website တွေကိုကျွန်တော်တို့က web server တစ်ခုမှာ run နေတာဖြစ်ပါတယ်နောက်တစ်ခုကတော့ interpreter ဆိုတာကိုသိဖို့လိုပါတယ် so interpreter ဆိုတာဘာလဲပေါ့ okay ကျွန်တော်တို့ကဒီ website တွေကိုရေးတဲ့အခါမှာကျွန်တော်တို့က HTML လို့ခေါ်တဲ့ language ကိုအသုံးပြုရပါတယ်အဲ့တော့ကြိတ်တဲ့ website တစ်ခုကိုသွားလိုက်ပါ website တစ်ခုကိုသွားပြီးတော့ right click ထောက်လိုက်ပြီးလို့ရှိရင် inspect ဆိုတာကိုနှိပ်လိုက်ပါ inspect ဆိုပြီးနှိပ်လို့ရှိရင်ဒီ website တစ်ခုဖြစ်လာဖို့အတွက်နောက်ကိုရနေ run နေတဲ့ code တွေအကုန်လုံးတွေ့ရပါလိမ့်မယ်ဒါကတော့ HTML code ပဲဖြစ်ပါတယ်တွေ့ရတဲ့အတိုင်းပဲဒီ HTML code တွေကအင်္ဂလိပ်လိုရေးထားဖြစ်ပါတယ်ဒါဘာလို့လဲဆိုတော့လူတွေကဒီ programmer တွေကအင်္ဂလိပ်စာပဲနားလည်ရဖြစ်လို့ပါဒါပေမဲ့ကွန်ပျူတာတွေကအင်္ဂလိပ်စာကိုနားမလည်ပါဘူးအဲ့တော့ကျွန်တော်တို့ကဒီ HTML နဲ့အင်္ဂလိပ်လိုရေးလိုက်ပေမဲ့ကွန်ပျူတာတွေကနားလည်မနိုင်ပါဘူးကွန်ပျူတာတွေကဘာတွေနားလည်ဆိုတော့သူက0တွေ1တွေကိုပဲနားလည်ပါတယ်အဲ့တော့ကျွန်တော်တို့ကဒီ HTML code ကိုဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ကနေပြီးကွန်ပျူတာရဲ့နားလည်တဲ့ language တစ်ခုကိုကျွန်တော်တို့ကပြန်ပြီးတော့ translate လုပ်ပေးရပါတယ်အဲ့ translate လုပ်ပေးတဲ့program ကိုကျွန်တော်တို့က interpreter လို့ခေါ်ပါတယ် An interpreter is a computer program which converts each high-level language, high-level program statement into the machine code. This includes source code, pre-combined code, and scripts. အဲ့တော့ကျွန်တော်တို့က HTML code နဲ့ကျွန်တော်တို့ကဒါတွေရေးလိုက်တယ်ဒါတွေရေးလိုက်ပြီးတော့ဒီ HTML file ကို run လိုက်တဲ့အခါမှာကွန်ပျူတာနေပြီးတော့ဒီ interpreter နေပြီးတော့ဒီ HTML file ကို interpret လုပ်လိုက်ပါတယ် translate လုပ်လိုက်ပါတယ် translate လုပ်ပြီးတော့မှကွန်ပျူတာနားလည်တဲ့ language ဖြစ်သွားတော့မှကွန်ပျူတာနေပြီးအဲ့ဒီ file ကိုလှမ်းဖတ်လိုက်ပါတယ်လှမ်းဖတ်ပြီးတော့ကျွန်တော်တို့ကမြင်နေရတဲ့ website တစ်ခုကိုဖွင့်ပေးတာဖြစ်ပါတယ်ကျွန်တော်တို့ဒီ web authoring မှာကျွန်တော်တို့ layer 3ခုရှိပါတယ်3 layer ဆို web authoring ပေါ့ကျွန်တော်ပထမဆုံးအနေနဲ့ကျွန်တော်တို့ content layer ဆိုတာရှိပါတယ် content layer ဘာလဲဆိုတော့ this is the foundation of a website it's written in HTML and everything within web design will rest on this foundation layer အဲ့တော့ကျွန်တော်တို့ဘာသိရမလဲဆိုတော့ကျွန်တော်တို့ website တစ်ခုစောက်တဲ့အခါမှာကျွန်တော်တို့ content layer ကနေပြီးစောက်ကြပါတယ် content layer ဘာလဲဆိုတော့ဒီ website တစ်ခုလုံးရဲ့ foundation ပေါ့ဒါကိုကျွန်တော်တို့က HTML ဆိုတဲ့ language ကိုသုံးမရှိပါတယ်example နဲ့ပေးရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့အိမ်ဆောက်တဲ့ပဲထားပါတော့အိမ်ဆောက်တဲ့ခါမှာကျွန်တော်တို့ကဘာလုပ်ကလဲတက်သားတုံးတွေကျွန်တော်တို့စီရတယ် concrete တွေခင်းရတယ်အုတ်နီကယ်တွေခင်းရတယ်စသဖြင့်လုပ်ကြပါတယ် foundation ကိုအရင်ချပေးရပါတယ်အဲ့ဒါကတော့ဘာလဲဆိုတော့ content layer ဖြစ်ပါတယ်နောက်တစ်ခုကတော့ presentation layer ကျတော့ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ကဒီ website ကိုဘယ်လိုပြောမလဲလှအောင်လုပ်ပေးရတယ်ပါလုပ်ပေးရတာပါတော့စတော့ example နဲ့ကျွန်တော်ပြန်ပြောမယ်ဆိုလို့ချင်းကျွန်တော်တို့အင်ကို foundation ချပြီးသွားပြီအပစ်ပါတော့ဝင်စီပြီးသွားပြီအုတ်နီကယ်တွေခင်းပြီးသွားပြီဒါဆိုလို့ချင်းကျွန်တော်တို့ကအယောင်တွေပါစိုးပေးပါမယ်အဲ့လိုလှအောင်လုပ်ပေးတာကိုကျွန်တော်တို့က presentation layer မှာလုပ်ပေးပါတယ် CSS is used to make the web page look good it's essentially as designed to the page and make it more presentable အဲ့တော့ဘာဖြစ်ပေးလဲဆိုတော့ကျွန်တော်တို့က CSS သုံးတဲ့ language ကိုသုံးပြီးတော့ကျွန်တော်တို့ presentation layer မှာအသုံးချပါတယ်နောက်တစ် layer တစ်ခုကတော့ behavior layer ဖြစ်ပါတယ်behavior layer ကျတော့ကျွန်တော်တို့ဥပမာပေးရမယ်ဆိုလို့ရှိရင်စတော့အိမ်ပဲပေါ့နော်အဲ့ဒီအိမ်မှာကျွန်တော်တို့ကနေပြီးတကားတစ်ခု install လုပ်လိုက်ပါမယ်အဲ့တကားကိုကျွန်တော်ဖွင့်လို့ရှိရင်တကားပွင့်သွားမယ်တကားကိုပေးလိုက်လို့ရှိရင်တကားပေးသွားမယ်တကားကို lock ခတ်လိုက်လို့ရှိရင်တကားက lock ကျသွားမယ်စသဖြင့်ကျွန်တော်တို့က behavior တွေပေးတာကိုကျွန်တော်တို့ကbehavior layer မှာလုပ်ပေးရပါတယ် behavior layer ဆိုတာဘာလဲဆိုတော့ the functioning body of the web page knowledge of JavaScript or PHP are crucial for web developer or in this phaseအဲ့တော့ behavior layer မှာကျွန်တော်တို့က programming language တွေဖြစ်တဲ့ JavaScript တို့ PHP တို့ ਨੇ ရေးသားရတာဖြစ်ပါတယ် IGCC level မှာတော့JavaScript တွေ PHP တွေဒီ behavior layer ကို code တက်ဖို့မလိုပါဘူးHTML နဲ့ CSS ကိုသိရင်ရပါပြီဒါပေမဲ့ POE အနေနဲ့ content layer ဘာလဲ presentation layer ဘာလဲ behavior layer ဆိုတာ behavior layer ဘာလဲဆိုတာတော့သိပြရမှာဖြစ်ပါတယ်so ကျွန်တော်တို့ဒီ website တွေစပြီးမဆောက်ခင်လုပ်ရမယ့်ဟာတွေရှိပါတယ်အဲ့ဒါဘာလုပ်ရမလဲဆိုတော့ဒီ Visual Studio Code ဆိုတဲ့ application လေးကို download လုပ်ဖို့လိုပါတယ်ဒီကျွန်တော်ရဲ့ဒီ YouTube description မှာကျွန်တော်ဒီ download link လေးကို
ချပေးထားပါတယ်အဲ့ download link နဲ့ဝင်လိုက်ပါအဲ့ download link နဲ့ကိုဝင်သွားပြီးလို့ရှိရင်ဒီလိုမျိုးလေးပေါ်လာပါလိမ့်မယ်ကိုသုံးနေ operating system ကိုမူတည်ပြီးတော့ file လေးကို download ဆက်ပြီးဖို့လိုပါလိမ့်မယ်နောက်ပြီးတော့ဘာလိုရတဲ့ဆိုတော့ကျွန်တော်တို့ဒီ course မှာကျွန်တော်တို့သုံးမဲ့ software လေးတွေပေါ့နော်အဲ့ software လေးကျွန်တော်သုံးမဲ့ file လေးတွေပေါ့ file လေးလိုပါလိမ့်မယ်အဲ့ file လေးတွေလည်းကျွန်တော် zip file အနေနဲ့ကျွန်တော် description ထဲမှာချထားပါတယ်အဲ့ file လေးတွေကို download ဆက်ဖို့လိုပါလိမ့်မယ်အဲ့ file လေးတွေကဘာပြောရဲဆိုတော့ကျွန်တော်အခုပြပြပါမယ်အဲ့ file လေးတွေကတော့ဒီ file လေးတွေကိုပြောတာပါဒီဓာတ်ပုံ file လေးတွေဒီ mp3 file လေးတွေဒီ mp4 file တွေကိုကျွန်တော်တို့လိုအပ်ပါလိမ့်မယ်အဲ့ဒါကိုကျွန်တော်ဒီ folder တစ်ခုလုံးကိုကျွန်တော် description ထဲမှာချထားပေးပါတယ်အဲ့ဒါလေးကို download ဆွဲလိုက်ပါ download ဆွဲပြီးတော့ zip ဖြည့်လိုက်ပါပြီးလို့ရှိရင်ကျွန်တော်တို့ဒီ HTML နဲ့ပတ်သက်တဲ့လုံးမဲ့ဟာတွေအကုန်လုံးကျွန်တော်တို့ဒီ folder ထဲမှာလုံးမှာဖြစ်ပါတယ်โอเคအဲ့ဒီ folder ကို download ဆွဲပြီးသွားလို့ရှိရင်တော့ကျွန်တော်တို့ဆက်ပြီးသွားလို့ရပါပြီကျွန်တော်တို့ပထမဆုံးအနေနဲ့ website စောင့်မယ်ဆိုကျွန်တော်တို့ဘာလုပ်ကြမလဲ foundation layer content layer မှာစပြီးတော့ HTML ကိုရေးရပါမယ် HTML ရဲ့ရှေ့ခေါက်ကတော့ hypertext markup language ဖြစ်ပါတယ်ဒါကတော့ HTML ရဲ့ syntax ဖြစ်ပါတယ် syntax ဆိုတာကဘာပြောရဲဆိုတော့ရေးဖို့ရေးနည်းကိုပြောတာပါကျွန်တော်တို့ HTML မှာကျွန်တော်တို့ဒီ website မှာပြောကျွန်တော်တို့က hello world ဆိုတဲ့စာလေးပေါ်ကြည့်နေပေါ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဘာလုပ်ပေးရလဲဆိုတော့ HTML ကိုကျွန်တော်တို့ tag လေးတွေကြားထဲမှာထည့်ပြီးရေးပေးရပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ p ဆိုတဲ့ tag လေးမှာသုံးနေတာဖြစ်ပါတယ် p ဆိုတာဘာကိုစားပြောလဲဆိုတော့ p ဆိုတာ paragraph ကိုပြောတာပါအဲ့တော့ကျွန်တော်တို့က hello world ကို paragraph အနေနဲ့ပေါ်စေခြင်းတဲ့အတွက်ကြောင့်မလို့ကျွန်တော် p tag နှစ်ခုကြားထဲမှာကျွန်တော်တို့ထည့်ပြီးရေးပေးရပါတယ်ဒီမှာဗာသတိထားရမယ်ဆိုတော့ကျွန်တော် green တွေကဒီလို down green လေးတွေဖြစ်ပါတယ်နောက်ပြီးတော့ opening tag မှာကျတော့ကျွန်တော်ဒီ green ပဲပါတယ်ဒီမှာဒီ tag ရဲ့နာမည်ပါတယ်ဒါပေမဲ့ closing tag မှာကျတော့တွေ့တဲ့အတိုင်းပဲရှိမှာ backslash ရေးပါပါတယ်အဲ့တော့ဒါကို opening tag လို့ခေါ်တယ်ဒါကို closing tag လို့ခေါ်တယ်ဂျာထဲမှာကျွန်တော်တို့ရေးသားထားတဲ့ data ကိုတော့ကျွန်တော်တို့ content လို့ခေါ်ပါတယ်ဒါရေးတစ်ခုလုံးကျတော့ကျွန်တော်တို့ element လို့ခေါ်ပါတယ် okay ဒါဆိုရင်ကျွန်တော်တို့စပြီးတော့ HTML ကိုရေးကြရအောင် okay ကုတ်ရေးဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ရှေ့မှာ download ဆွဲထားတဲ့ Visual Studio Code ဆိုတဲ့ application ကိုဖွင့်ပြဖို့လိုပါမယ် okay application ကိုဖွင့်လိုက်ပါအဲ့ဒီ application ဖွင့်ပြီးလို့ရှိရင် application ရဲ့ဘက်တောင်မှာ open ဆိုတာရှိပါလိမ့်မယ်အဲ့ဒီ open ဆိုတာကိုနှိပ်လိုက်ပါနှိပ်ပြီးလို့ရှိရင်ရှင်းမှာတော့ download ဆွဲထားတဲ့folder ပေါ့နော်ဒီ web authoring course ဆိုတဲ့ folder လေးကိုဖွင့်ပြရပါမယ်အဲ့ဒီ download ဆွဲထားတဲ့နေရာကိုသွားလိုက်ပါပြီးလို့ရှိရင် web authoring course ဆိုတာကိုနှိပ်လိုက်ပါပြီးလို့ရှိရင် open ဆိုတာကိုနှိပ်လိုက်ပါ okay ဒီလိုပုံစံမျိုးလေးဖြစ်သွားပါလိမ့်မယ်ဒါလေးကိုနှိပ်လိုက်ပါ okay ဒါဆိုရင်ဒါဘာဖြစ်သွားပြီလဲဆိုတော့ဒါကကျွန်တော်တို့ကဒီအဲ့ folder အထဲကိုရောက်သွားပြီပေါ့နော်အဲ့တော့ဒီမှာပေါ့နော် icon လေးနှစ်ခုရှိပါတယ်ဒီကောင်ကဘာလဲဆိုတော့ file တစ်ဆောက်တာပါဒီကောင်ကျတော့ folder တစ်ဆောက်တာပါကျွန်တော်တို့ကဘာလုပ်ချင်လဲဆိုတော့ HTML file တစ်ခုဆောက်ချင်ပါတယ်အဲ့တော့ new file လို့နာမည်ပေးလိုက်ပါ new file လို့နှိပ်လိုက်ပါပြီးလို့ရှိရင်နာမည်ပေးလိုက်ပါနာမည်ကကြက်တာပေးလို့ရပါတယ်ဒါပေမဲ့နောက်မှာတော့ .html ဆိုတာပါပေးရပါမယ်အဲ့ဒါနဲ့ကျွန်တော်နဲ့ icon တွေကတူချင်မှတူလိမ့်မယ်အဲ့တော့ icon ကမတူလို့ရပါတယ်ကိစ္စမရှိပါဘူး okay ဒါဆိုတော့ရှေ့မှာပြသွားတဲ့ဒီ hello world ကိုကျွန်တော်တို့ရေးကြည့်အောင်အဲ့တော့ကျွန်တော်တို့ဘာလုပ်ဖို့လုပ်လဲဆိုတော့ဒီမှာရှေ့မှာကျွန်တော် angular bracket ပေါ့နော်ပြီးရင် p ဆိုပြီးရေးမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ပြန်ပိတ်ပေးမယ်အဲ့တော့တွေ့တဲ့အတိုင်းဘာဖြစ်သွားလဲဆိုတော့ကျွန်တော်တို့က Visual Studio Code ကိုသုံးပြီးရေးနေတဲ့အတွက်ကြောင့်လို့ဘာဖြစ်သွားလဲဆိုတော့ကျွန်တော်တို့ကအဖွင့်ရေးပေးလိုက်တာနဲ့နောက်မှာတစ်ခါလေးတန်းပြီးတော့အပိတ်ကသူ့လိုလိုပါလာနေပါတယ်ပြီးဒီထဲမှာ hello world ဆိုပြီးရေးကြမယ်နော်ပြီးလို့ရှိရင် set map ပေးပါmap မှာဆိုလို့ရှိရင်တော့ command s နဲ့ set map လုပ်ရပါတယ်window မှာဆိုလို့ရှိရင်တော့ control s ကိုဖိပြီးတော့ set map လုပ်ရပါတယ်ဒါမှမဟုတ် file ဆိုပြီးတော့ set map လည်းရပါတယ်ဒီကနေတော့ set map လည်းရပါတယ် okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကုတ်ရေးပြီးသွားပြီအဲ့တော့ဒီ website ကိုဘယ်ကသွားကြည့်မလဲဒီ website ကိုဘယ်ကသွားကြည့်မလဲဆိုတော့ကျွန်တော်တို့ဒီ web authoring course ဆိုတဲ့ folder လေးကိုကျွန်တော်တို့သွားရပါမယ်အဲ့ folder လေးသွားလို့ရှိရင်ကျွန်တော်တို့မှာ index.html ဆိုတဲ့ website လေးတစ်ခုထွက်လာတော့တွေ့ရပါအဲ့ဒီ website လေးအဲ့ဒီဒီ file လေးကိုကျွန်တော်တို့ web browser တစ်ခုနဲ့ဖွင့်ပြလိုက်ပါ double click နှိပ်ပြလိုက်ပါမယ်တွေ့တဲ့အတိုင်းပဲ web browser web browser လေးပွင့်လာပါတယ်ပြီးတော့ hello world ဆိုတဲ့စာလေးကိုတွေ့ရမှာဖြစ်ပါတယ် okay
okay so ဒါဆိုလို့ရှိရင်တော့ဒီမှာဗာသိရမလဲဆိုတော့ကျွန်တော်တို့ဒီမှာရေးရစာတွေကပြန်ပေါ်လာမယ်ဒီမှာပေါ်လာမယ်ဆိုတော့ကျွန်တော်တို့သိရပါမယ်